ကိုချင်းတရားမကောင်းလို့ရင်ကြီးပွားတိုးတက်တယ်ဆိုတာလောကမှာမရှိဘူးကိုချင်းတရားပြက်ပြားသွားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာလည်းပြက်တာပဲကိုချင်းပြက်သွားရင်စီးပွားဥစ္စာပြက်တယ်နိမိသားစုထဲမှာဖြစ်စေအလုံးဟာဒီလူဟာဖောက်ပြန်တယ်ကိုချင်းတရားပြက်ပြားတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားကြီးပွားဖို့ရခဲရင်သွားတယ်ပေါ့ဒါကြောင့်မို့ကိုချင်းတရားမပြက်ပြားရဘူးကိုချင်းတရားလို့ဆိုတဲ့နေရာမှာအဓိကအရေးကြီးဆုံးကတော့ပါဏာတိပါဒဝေရမဏိအာဒီနာနာဝေရမဏိစတဲ့၅ပါးသီလပဲဖြစ်တယ်၅ပါးသီလဟာအလွန်တမှုကြီးမားပြီးတော့ကောင်းကျိုးချမ်းသာတွေကိုပေးတဲ့နေရာမှာဒါနတဲ့ပုံမြင်မာတဲ့အကျိုးဖြစ်ပေါ်စေတယ်ဒါကြောင့်မို့သီလဆိုတာကိုအလေးနဲ့ထားကြရမှာဖြစ်တယ်မြန်မာလူမျိုးတွေကသီလတဲ့ဒါနကိုအလေးနဲ့ထားနေကြတယ်ကိုချင်းသီလကိုပို့ပြီးတော့အလေးနဲ့ထားကြရမှာဖြစ်တယ်ဘုရားဘာသာဝင်ဖြစ်လာပြီဆိုတဲ့အချိန်ကစပြီးသူများအသက်မတတ်ဖို့ရှောင်ကျဉ်မယ်သူများဥစ္စာမတရားမယူဖို့ရှောင်ကျဉ်ရမယ်ဒါတွေဟာလောကမှာရာဇဝမှုတွေသာလည်းဖြစ်တယ်ပေါ့တေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဥတွေကဒီပါဏာတိပါဒကိုခွဲခြားထားတော့လည်းပဲမြတ်စွာဘုရားရဲ့တဘာဝဥပဒေကြတော့တတ်တယ်ဆိုတာမြည်သည့်တရားကိုမှမတတ်ရဘူးဒီလိုဆိုလို့တယ်နော်မြည်သည့်တရားကိုမှမတတ်ရဘူးမတတ်ချင်းဖြင့်ကိုအကြောင်းပြုပြီးမြည်သည့်တရားမှဘဝတစ်ခုဆုံးရှုံးသွားတာမရှိဘူးအားလုံးပေါ်မှာမတတ်ရုံနဲ့မဟုတ်ဘူးမေတ္တာထားတယ်အကျဉ်းတရားထားတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံကြရမှာဒီလိုဆိုလို့ဖြစ်ပေါ့နော်အာဒိဏဒါနကာမိတုမိစ္ဆာစာရဆိုတဲ့ဒီ၅ပါးသီလတွေဟာလည်းပဲအမှန်တမ်းအရေးကြီးတဲ့အရာတွေပဲအာဒိဏဒါနဆိုတာသူတော်ဘာမပေးတဲ့ပစ္စည်းကိုနှီးမျိုးစုံနဲ့ယူတာခိုးတာမှအာဒိဏဒါနမဟုတ်ဘူးတိုက်ခိုက်လူယူမှအာဒိဏဒါနမဟုတ်ဘူးအကောင်းနဲ့အဆိုးတဲ့အကောင်းနဲ့ကိုအဆိုးထည့်ရောင်းတာလဲအာဒိဏဒါနပဲနော်မကန်ရောင်းဝယ်တာဒီမှန်သမျှအာဒိဏဒါနပဲလိန်ဒီမှုဒီသူများပစ္စည်းကိုတနည်းနည်းနဲ့ရအောင်လုပ်တာဒီမှန်သမျှအာဒိဏဒါနထဲမှာပါတယ်ပေါ့ဒါကြောင့်မို့ဒီသီလဟာလည်းပဲဓမ္မအရေးကြီးကြီးပွားတိုးတက်ခြင်းလို့ရှိရင်ပါဏာတိပါဒလည်းလုံရမယ်အာဒိဏဒါနလည်းလုံရမယ်ကာမိတုမိစ္ဆာစာရလူခုံသိက္ခာကာမိတုမိစ္ဆာစာရရှောင်ကျင်မှလူခုံသိက္ခာဆိုတာပြေဝရှိတယ်အဲ့ဒီလူခုံသိက္ခာကိုထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာလည်းအဓမ္မအရေးကြီးတယ်မုတ္တဝါဒတစ်ဖက်သားအကျိုးပြပြသောအောင်လိန်လီလိစားပြီးပြောကြခြင်းမှရှောင်ရမယ်မရှောင်နိုင်ဘူးဆိုလို့ရှိရင်တစ်ဖက်သားအကျိုးတွေပျက်စီးသွားအဲ့ဒီပျက်စီးအောင်လုပ်ခြင်းကြောင့်တုံ့ပြန်လာတဲ့အကျိုးကကိုယ်အကျိုးတွေပျက်စီးမှာပဲဖြစ်တယ်ဒါကြောင့်မို့ကြီးပွားတိုးတက်မှုမရနိုင်ဘူးသူရမေရိယဆိုတာတော့မပြောနဲ့တော့မူရစေဝါစားသုံးနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အတွေးအကြံတွေဟာမှန်ကန်မှုမရှိနိုင်ဘူးလူလောကမှာလူဘဝရလာတဲ့အခါမှာတန်မိုးရှိတဲ့တတိတွေတန်မိုးရှိတဲ့ပညာတွေအရည်ချင်းတွေဟာမူရစေဝါကြောင့်ဆုံးရှုံးသွားနိုင်တယ်ပေါ့ကိုယ်မှာကြီးပွားတိုးတက်နိုင်အောင်လုပ်နိုင်တဲ့အရည်ချင်းတွေဟာဆုံးရှုံးသွားတယ်ကိုယ်ရင်ဆုံးရှုံးလာလားလို့ဆိုမဟုတ်ဘူးကိုယ်နဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာလည်းဆုံးရှုံးနေတာမှုတွေရသွားတယ်ဒါကြောင့်မို့ဒီ၅ပါးသီလဆိုတဲ့ကိုချင်းသီလဟာအခြေခံအဖြစ်အရေးကြီးဆုံး